ရက်မကောင်းကြံခြင်းကလည်းမတတ်နိုင်ရနာတိဟာကော3ရက်မကောင်းကြံခြင်းနဲ့တတ်နိုင်ရနာစတုဟာကော4ရက်မကောင်းကြံခြင်းကလည်းမတတ်နိုင်ရ Mr. Long. Nice to meet you. Cheers. Yes. Eating သစ္စာဝဇ္ဇနာဒီလိုမှန်သောသစ္စာစကားကြောင့်သဗ္ဗတာအခါခတ်သိနေငါအားသောတိချမ်းသာခြင်းသည်ဟောတုဖြစ်စေသည်ဖြစ်လာပဲယူဘယ်လိုလဲယူထားဦးပြစ်ထားတယ်နော်ဟာမဝပါဘူးထားရဲ့ကဲကိုပါကိုညရမယ်ပြော I am all right honey good night ထားမိုးသွားတယ်ထင်တယ်ဟမ် no rubbish honey rubbish ဟာထားသိပြင်မလာပြီထင်တယ်ဟုတ်တယ်မလား right you are right ကဲဒါပြင်ကိုတွဲဖို့ပြီမယ်ကိုပြီးပြီးလိုက်ခဲ့ဟုတ်လား yes honey yes你唱你，chạy chạy，唱，你唱我。他的阳光里的朋友，靠，他爱听你。ဒီစားထားကိုပေးလိုက်ပါမမထားကိုမြတ်စီကစားပေးခိုင်းလိုက်လို့ဒီလိုနဲ့မပြီးပါဘူးထားရဲ့ကိုရင်လည်းကွဲပါပြီထားပေးတဲ့အပြစ်ကိုခံပါမယ်ကိုတခုခုပြောပါကိုဘာလုပ်ရမှာလဲမျက်နှာမကြည့်ရင်တော့ဘူးဆိုရင်မနှက်ဖြတ်မနဲ့ကိုဒီကထွက်သွားပါတော့မယ် ဟ
ထားဖားစင်လေးထားလိုက်ပါလေ နေပါစေအင်းရအောင်မယူထားကိုဘာပြောချင်သေးလဲ ကို့မှာရှိတဲ့ပြောစရာတစ်ခုပဲကိုပြောပါမယ်ထားကိုချစ်တယ်ငယ်စဉ်ကတည်းကချစ်ခဲ့မိတယ်ခုလည်းချစ်တယ်ကို့အချစ်ကိုပေရွာသွားသည်ထိလူလူမခံမဲ့တိမ်သွားမယ်ထားပါပဲ ယူကိုဘယ်သူကချစ်ခိုင်းလို့လဲ အချစ်တမတာမှာဘယ်သူကမှလည်းချစ်ခိုင်းလို့မရပါဘူးမချစ်နဲ့လို့လည်းတားလို့မရပါဘူးထားရဲ့ အချစ်ဆိုတော့ထားမယုံဘူးအလိုလည်းမရှိဘူးယူကိုထားပြောခဲ့ဘူးတယ်မလား ဒါထားရဲ့အမြင်ထားရဲ့အယူဆပါ right ထားရဲ့အမြင်ထားရဲ့အယူဆအခုအဲ့ဒါကိုခိုင်မြဲသွားပြီအချစ်တယ်ချစ်လိုက်ကြတာတရိစ္ဆာန်တွေလိုပဲထားရဲ့အမှားလည်းပါတာမို့ယူခွတ်လွတ်တယ်ကျေးဇူးလည်းတင်တယ်ဘာလို့လဲသိတာတဲ့ထားအများကြီးလို့သိတယ်ယူပြောတယ်ဘယ်သူနှိမ့်မောင်းမှလဲဆိုတာလေဟုတ်တယ်ဒီသင်္ကန်းစာရလို့ကျေးဇူးတင်တယ်နှစ်ယူကတက်တွေထူလိုက်တာပဲယောက်ျားဆိုတာဘယ်ယောက်ျားမှမကောင်းယောက်ျားတွေကိုလေသူတည်တနာဆက်လို့စရာမလိုတော့ဘူးထားအဲ့ဒါဘာလို့ကြလဲ ဒီထဲမှာချင်းလက်မှတ်တစ်ဆောင်နေယူမကြိုက်တဲ့စက်ရောင်ပစိုးတစ်ထည့်ပါတယ်ထားမနေ့ဖန်မန္တလေးသွားမယ်လူကြီးတွေကိုကြည့်ပြောခဲ့မယ်ယူပစ္စည်းတွေအေးဆေးမှလာသိမ်းယူကိုထားအလုပ်ဖြုတ်လိုက်ပြီယူသွားလို့ကသွားနိုင်ပြီဒီဘဝပဲကိုယ်ပင်လက်လျော့နေရပေါ့ဟုပတ်ကြော့ခိုင်တော့အချစ်ဆုံးရဲ့လုံးလုံးမပြေရှိပါစေလေဖြေရဖြောက်ရလွန်နောင်တာနဲ့ဘဝချားသူတပြေသူကိုမွတ်ကျူမြခုံးနှောင်းချက်ပန်းနဲ့ပြတ်မွန်းဆိုရဲ့ကိုနှုတ်ဆက်မားချက်တွေလည်းဆုံးစီတော့
ဒီမှာဘုံမြတ်ဆွေဦးမြတ်ဆွေပေါ့ဟုတ်ပါတယ်နော် ဟုတ်ပါတယ်ခင်ဗျာကျွန်တော်မောင်မြတ်ဆွေပါဦးတင်နေမဟုတ်လားခင်ဗျာ ဟုတ်ပါတယ်အခုမင်းကြီးဖြစ်နေပြီလို့ကြားတယ် ဆက်ရှင်တရားသူကြီးပါမင်းကြီးလို့လည်းခေါ်ကြတာပေါ့လေမမလေးနေကောင်းနေတော့ နေကောင်းပါလေအခုအကိုအလုပ်ကိစ္စနဲ့မန်းလေးကနေတောင်ကြီးကိုပြောင်းလာတာမောင်မောင်မြတ်ဆွေနဲ့ပြန်တွေ့ရတာဝမ်းသာလိုက်တာ ဝင်းမင်းကတော့တို့ထားလို့ရောနေကောင်းကြတယ်နော် မမအေးရတော့ဆုံးသွားရှာပြီအကိုလက်နဲ့ထားတော့ဟောင်ကောင်မှာသွားနေကြတယ်ထားတော့ခုတည်းကြီးအိမ်တော်မပြူသေးပါဘူး ဩဦးတင်လေးတို့ရောသားသမီးဘယ်နှစ်ယောက်ရကြပြီလဲ တယောက်သေးပါဗျာတာပေါ့ဦးမြတ်ဆွေကကလေးပဲနှစ်ယောက်ရပြီလေ ကျွန်တော်လည်းအိမ်တော်မရှိသေးပါဘူးဗျာဦးတင်လေးသားရောဘယ်ရွယ်ရောက်ပြီလဲ အသက်က16နှစ်ပြည့်ပြီလေနာမည်ကဖရက်ဒီတဲ့ နင်းအလားကောင်းနေနဲ့အခါနှောင်းပါပြီလို့ပြောရမှာဖက်ဒီနင်းကောင်မလေးထားခုတော့အင်ဂျင်နီယာတောင်းတဲ့ဖြစ်တေချာရတာပီတာကိုပြောရင်တေချာတိကျတာကြီးပဲဖက်ဒီနင်းကငါစပြောတာနင်းကောင်မလေးကိုသူတေသနာလှုပ်ထားပါလို့ခုတော့နင်းကောင်မလေးထားမင်းတက်ခွက်ကနေမှမရှိတော့ဘူးငါထောင်းဘယ်နည်းနဲ့မှလက်လွတ်မခံနိုင်ဘူးပီတာငါကိုကြီးသမ်းမအောင်ကောင်းပြီလေဒါဆိုလည်းပြပြပြင်းပြင်းလေးဖြစ်အောင်စီစဉ်လိုက်ကြတာပေါ့ ဦးတင်လေးစက်မကစားတော့လား ကျွန်တော်နားလိုက်တော့ ဒါဆိုရင်အိမ်ကိုလည်းလာလဲအောင်ပေါ့အိတ်စာလည်းပေးထားပြီပဲ မမလည်းမပြန်ရင်လာပြီးနှုတ်ဆက်ပါအောင်မယ် ဟုတ်ကဲ့ကဲ ကျွန်တော်တို့ခွင့်ပြုပါဦးမယ် ကောင်းပါမင်းရှင်းချင်းဆက်တယ်ဝင်မလားဆက်အောင်မလားအကျိုးဆိုကျွန်တော်မတင်ခဏဝင်လာတော့ကောင်းဒီတော့ဟုတ်ဟုတ် 你不对我忙抢，我不抢。ဟုတ်မမကဘလို့ချင်တယ်ဗောညက်ဘူးလားညော့လည်းငါမမမနှောက်ဆက်တယ် 你妈啥？ ဖယ်ငါလည်းကိုလွတ်တော့ 没弄啥？这恐怕碰见你没有表呢，哪来个？ လာမီ လူလေးကလေးမလက်ကိုလွှတ်လိုက်ပါကွာ အော်အန်ကယ်ဒါထားတဲ့ငယ်ချင်းမှာဖယ်ဒီဒါဆက်ရှင်မင်းကြီးငါဖေနဲ့ကောင်းရက်ဖက်နေရုံရုံမလုံးနဲ့နော် မဟုတ်ဘူးငယ်သူကျွန်တော်ရဲ့ချစ်သူခုမှပုံစံနဲ့မျိုးပြောင်းနေတာထားလာငါလည်းလိုက်ခဲ့ ဘယ်လိုဖြစ်နေလဲမလိုက်ဘူးလား ဆွဲတယ် လူလေးဒီလိုဆွဲလာရန်လာလုပ်နေတာကတော့ရုပ်ဆိုးလွန်းပါလေကွာမင်းပြည်သူနီတိနဲ့ရှင်ကျေးမှုကိုတော့နားလည်ဖို့ကောင်းပါတယ်မင်းချီရတာရုပ်ကလေးတနာကမနဲ့မိကောင်းဖခင်သားသမီးပုံပါပဲအေးမင်းရဲ့ဇယိုက်ပြက်လောက်ရက်တွေကိုမင်းမိပါလိမ့်မင်းနဲ့ဆိုရင်ဘယ်လောက်များရှက်လိုက်မလဲမင်းမိပါလေစားငါအပဲနာပါလေကွာ လီကျွန်တော်ဆွဲလိုက်ရမယ် ဒီတစ်ခါတော့ရှိပါစေကွာနောက်တစ်ခါဆိုရင်တော့ကဲထားအန်ကယ်တို့နဲ့လိုက်ခဲ့သမီးဖေဖေလည်းအန်ကယ်တို့နဲ့အတူပါလာတယ် ဟုတ်ကဲ့အန်ကယ် 看သမီးခဏထဲကတော့တောက်နေပါလားသမီးရဲ့ ရပါတယ်ဖေ အေး သမီးဒီရတယ်စောင့်နေလိုက်တော့ အေးကဲဆက်ကြအောင်လားမြတ်ပြီဒီဟောအနာပေးထားတယ်တော့မမေးပါဘူးဗျာ ဒါတော့မတက်ဘူး 这样都好笑，我搞完之后他也吐啊，都好笑，都好笑。 မ
ယ်ဒီတင်လေးခေါ်မောင်တင်မောင်မျိုးဘာပြောစရာရှိသေးလဲ ဟိုးရင်တွေကကျွန်တော်နဲ့ထားနေတာချစ်သူတွေပါဆယ်ရန်ဆောင်မွေးမှာကျွန်တော်ကြပြီသူအောင်သွားပါတယ်တက္ကသိုလ်ရောက်မှသူကျွန်တော်ပေါ်စိတ်ပြောင်းပြီးစိမ့်ပါတယ်အဲ့ဒီနေ့ကကျွန်တော်ခေါ်တဲ့နေရာမလိုက်တာနဲ့ကျွန်တော်စိတ်နာနာနဲ့ဓာတ်နဲ့ထိုးလိုက်ပါတယ်တရားခံမိဘတွေကမိမိနဲ့တွေ့ပြရစီလို့ခွင့်တောင်းပါတယ် ကျွန်တော်တို့တို့ရာအရှင်တော်ကရင်းနှီးခဲ့ကြပါတယ်ခုကိစ္စမှာတော့ကျွန်တော်တကားပိတ်ထားမှဖြစ်လိမ့်မယ်ကျေးဇူးကမ်းတယ်လို့ထင်လဲထင်ကြပါဗျာစာနာဂတိကိုတော့မလိုက်ရောနိုင်ဘူးခင်ဗျားလည်းကျွန်တော်အကြောင်းသိတာလေ ဟုတ်ကဲ့ကျွန်တော်လည်းဝတ္တရားအရပြောတာပါမင်းကြီးရဲ့တမာရီကိုနားလည်ပြီးသားပါမင်းကြီးကမတွေ့နိုင်ဘူးလို့ပြောပါတယ်ပြီးတော့သီလသမာဓိစင်ကြယ်စွာဖြင့်အခုစင်ချက်ရှိပါရှင်ဗျာဘာကိစ္စလဲကိုမျိုးလဲ ကိုမှုကိစ္စကိုမင်းကြီးအဲ့ ဘယ်သူမှတွေးခွင့်မပြုဘူးလို့ပြောထားရဟုတ်လားကိုမျိုးလဲ ကျွန်တော်တာဝန်ထားဆောင်ထားတယ်မင်းကြီးအဲ့ဒါအတင်းစုပ်ပဲဘယ်သူမှတွေ့ဖို့မပြုဘူးနဲ့သူ့တော့တွေ့ဖို့ပြုပါလို့ပြောတယ်သူ့နာမည်လည်းပြောပြပါတဲ့ ဘယ်သူလဲ ထားတယ်မင်းကြီး ထားဟုတ်ပါ ရှင်လူဖူကကျဲတယ်မင်းယူကခိုင်းတယ်ခေါင်းမောင်းပေါင်းခုနအဖြူလေးတစ်ခုရှစ်ချအဲ့ဘက်ကနေကိုလိုက် right honey အဲ့ဒီထားဆိုတဲ့အမျိုးသမီးကိုပြောလိုက်ပါမင်းကြီးဦးမြတ်ဆွေသိတဲ့ထားဆိုတဲ့အမျိုးသမီးဟာဒီလောကမှာရှိတော့ဘူးရှင် မ
နင်းကြီးဦးမြတ်ဆွေကိုပြောလိုက်ပါထားကျေးဇူးတင်ပါတယ်လို့ စီရင်ချက်မန္တလေးမြို့နေဖဦးတင်လေးပါတရားခံဖရဒီတင်လေးခေါ်မောင်တင်မောင်မျိုးနာခံရမည်မှာသင်သည်ရာဇသရကြီးပုံမှ302နှစ်အရာပြစ်မှုထင်ရှားသဖြင့်သင်အားထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက် ဖြစ်သွားလိုက်တော့သားရဲ့ ဒုနာအခြေအနေဘယ်လိုရှိလဲဆရာ လူနာရဲ့နှလုံးရောဂါကြားခဲ့ပြီဆိုတော့အခြေအနေကိုအတက်ပြောလို့မရပါဘူးခင်ဗျာကျွန်တော်တို့ကအစွမ်းကိုကြိုးစားထားပါတယ်မင်းကြီးလူနာလည်းတတိယနေပါ ယူလာသေးတယ်နော် လာပါလေထားရဲ့ဌာနမှာအမြဲရှိနေမှာပါ ထောင်ယူတကယ်မမဟုတ်ဘူးနော်ယူဘဝလေးမှာဒါရှိသေးတယ်နော် ထားလာတွေ့တဲ့နေ့ကကိုတမင်ပြောခိုင်းလိုက်တဲ့စကားမေးလိုက်ပါတော့ထားရဲ့ကိုချစ်ကိုဘယ်ထိယူသွားမယ်ဆိုတာထားကိုပြောခဲ့ဘူးပဲမဟုတ်လား ပြောခဲ့တယ်လေမယုံတာဒါအခုမှတော့လာပြီလေ
ထားရလေကွာမဦးမချင် 他，下回嘛，他不他，对吧？他呢？有没得的呀？了，他要不要紧呢？ ပြောပါထားရဲ့ဒါပေမဲ့မောနေပါမယ် 他呢？狗爷看你，这多个米啊！妈老妹。 他呢？听他训练。弗雷，你都骗钱吗？骗吗？ ဒီတငယ်အတွက်ဘာဖြစ်လို့ဒီလောက်တော့စိတ်ထိကြိုက်ခံနေရတာလဲထားရဲ့ မနေ့ကတရားခွေမှာယူစီရဲ့ကြားရတော့ထားရင်မကွေးရင်ဘယ်သူရင်ကွေးရမှာလဲမပြောဘူးလို့ဆုံးပြခဲ့တဲ့စကားကိုအခုဒါပြောရတော့မယ်ဒါဘာပြောချင်လဲဖြည်းဖြည်းပြောနော် ယူနာတာဖလေယာထားရဲ့သူ့အဖေရတော့ယူရဲ့အဒီ ပြေသူမရွှေထားချေတူဝါ မဟုတ်ပါဘူးထားရဲ့ကဲကိုကကိုညမယ်ပြော All right, honey. Good night. ဟေးထားဘူးတော့ဟမ် No, no. Rubbish, honey. Rubbish. သိပါသလေဒါပေမဲ့တန်ရောစင်တွေတွေ့တာရပါသည်ကိုမသိမှလည်းသိပါလေချစ်လန်းလည်းရှိရှာဖွေပြောပါလေထားရထားတာကေငိုမချစ်ပေါ်သည်များပြစ်စုံမလားလေ